သူဒီတယောက်ကောင်းဖို့ရောက်ဖို့သူတယောက်မှပြက်လင့်သွားတာဓမ္မတာဒီရွှေအိမ်နန်းနဲ့ကြံငန်းလေးခံမတ်ပေါင်းရံလျက်ပျော်ဆန်ရဲ့ရဲ့စီးစိမ်မကွာမင်းချမ်းသာကသမုဒ္ဒရာရေမျက်နှာတဲ့ခဏတက်သည့်ရေဘွက်ပမာတသက်လျာဒီကျင်နာတနာငါအာမတယခုလွတ်လီမလွတ်ချမှာလူတကာတို့ခန္ဓာခိုင်ကြည်အတိမမြဲဖောက်လွဲတတ်သည်မချွတ်စသာတတဝါဒီရှိခိုးကော်ရောပူဇော်အကျုံပန်ခဲ့တုံဤခိုက်ကြုံဝိပက်တန်တာဆက်နိုင်ကြိုက်လာတော်မူတုံမယူလို့ကြီးညိုစိတ်တန်သခင်မွန်ကိုခြံပိစင်စစ်အပြစ်မဲ့ရေးခွင့်လင်ပေး၏သွေးသည့်အနိစ္စငါခန္ဓာဒီလို့